ဒီယာဒီမာရင်ပရီးမီးယားလိချန်ပီယံဆုကိုရယူဖို့မန်ယူတို့ပြင်ဆင်နေခဲ့ပြီလားအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇင်ဘာနေ့ iBet ခွန်ရှိကွန်နဲ့ Five Miss Agent ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မန်ယူတင်းနဲ့ဒူထွက်ပေါ်လာခဲ့တဲ့သတင်းတွေကတော့တကယ်အန်သင်းစရာတွေကြီးပါပဲသတင်းတွေကမန်ယူတင်းလာမယ့်စောင်းစည်းကွက်မှာထိတ်တန်းစားမှ2ယောက်ကိုမန်ထင်မပဲနဲ့ခေါ်ယူသွားပွဲရှိနေဆိုတဲ့သတင်းကြောင့်ပဲဖြစ်ပါတယ်ဒီသတင်းတွေကတကယ်လားဆိုတာကတော့လာမယ့်စောင်းစည်းကွက်အတွင်းမှာစောင်းကြည့်သွားတော့မှဖြစ်ပြီးတော့တကယ်သာဆိုရင်တော့မန်ယူတင်းနဲ့ချန်ပီယံလိဝင်တနေရာအတွက်မပြောနဲ့အာဆင်နယ်ရက်တီနဲ့အဆင့်1ကိုတော့မှရယူသွားဖို့ကြိုးစားသွားမယ်ခြေနေပါခုတော့မှမန်ယူတင်းကအဆင့်6နေရာတော့မှရောက်ရှိနေပြီးတော့အဆင့်1ကအာဆင်နယ်တင်းနဲ့ကလည်းရမှ8မှတ်သာကွာနေကြတော့တာဖြစ်ပါတယ်အဆင့်10အောက်ကိုရောက်နေခဲ့တဲ့မန်ယူတင်းဟာတဖြည်းဖြည်းနဲ့ပုံစံကောင်းတချို့ပြသလာခဲ့သူရလက်ကောင်းတချို့ပိုင်ဆိုင်လာခဲ့ကြတော့လည်းမြင်တွေ့နေခဲ့ရပါတယ်နောက်ဆုံးစားခဲ့တဲ့ဘွဲတင်မှာဆိုရင်မန်ယူအေဗာတန်နဲ့ဝက်ဆမ်တို့လိုအသင်းတွေကိုအိမ်ကွင်းမှာအခန့်ကစားကြပြီးတော့မထင်မှပဲရမှတ်9မှတ်ထိဆုံးရှုံးခဲ့တဲ့အတွက်ကြောင့်သာအာဆင်နယ်ရမှတ်10မှတ်ထိကွာဟသွားခဲ့ကြတာပါတကယ်လို့သာအေဗာတန်ဝက်ဆမ်တို့လိုအသင်းတွေနဲ့ဘွဲတင်မှာသာမန်ယူအသင်းတွေနဲ့ရမှတ်ပြရယူနိုင်ခဲ့မယ်ဆိုရင်အခုလိုအချိန်မှာအာဆင်နယ်အသင်းနဲ့ရမှတ်3မှတ်ကွာမှတ်ပေးကြအဆင့်4ဒါမှမဟုတ်အဆင့်3နေရာနဲ့ဖျားပေးမှုတွေပြုလုပ်ထားခဲ့မှာဖြစ်ပါတယ်မန်ယူနဲ့အေဗာတန်ရှုံးပေးခဲ့ပြီးတော့ဝက်ဆမ်ကိုတေချခဲ့တာကကန်နိုင်းအနေနဲ့မှတ်ပေးကြထိတ်ဆုံးမှာအေးလူရပ်တီစေခဲ့တာဖြစ်တယ်လို့ဆိုရမှာပါအဲ့လိုမှမဟုတ်ပဲမန်ယူသားအာဆင်နယ်နဲ့3မှတ်ကွာမှရှိနေခဲ့မယ်ဆိုရင်ကန်နိုင်းလည်းခုလောက်ဆိုပြားတွေခတ်နေကြမယ်သဘောမှရှိပါတယ်မန်ယူတင်းနဲ့ရမှတ်10မှတ်ထိကွာနေလို့သာကန်နိုင်းအနေနဲ့အေးလူနေရလိမ့်မယ်လို့တော့မထင်နဲ့လို့ပြောရမှာဖြစ်ပြီးဘာလို့စင်လာမဲ့ဇန်နဝါရီပြောင်းရွှေ့မှာမန်ယူတင်းဟာဥရောပရဲ့ထိပ်တန်းစားမ2ယောက်ခေါ်ယူသွားဝယ်ရှိရဆိုပြီးတော့သတင်းတွေကထွက်ပေါ်လာခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်မန်ယူတင်းကလီဗာပူးနဲ့အဆင်ပြေဖြစ်နေခဲ့တဲ့ဆာလာကိုလာမယ့်ဇန်နဝါရီမှာခေါ်ယူသွားဝယ်ရှိရဆိုတော့သတင်းတွေထွက်ပေါ်လာခဲ့တာပါဒါကြီးကတကယ်ဖြစ်နိုင်ပါမလားကောလာလာသတင်းတွေဆိုပြီးတော့လူတိုင်းထင်နေကြရမယ်သတင်းတွေဆိုတာရှော့တော့ထားလို့မရဘူးဆိုတာကိုတော့အားလုံးကိုလည်းသတိပေးထားခြင်းပါတယ်နောက်ချက်ကဟုတ်လို့ကြော်ပုတ်လို့ပေါ်ဆွဲဆိုးစကားတစ်ခုကလည်းရှိထားခဲ့တာဖြစ်တဲ့အတွက်မန်ယူတင်းအနေနဲ့မိုဟာမက်ဆာလာလူကစားမတစ်ယောက်ကိုစိတ်ဝင်စားမဲ့နေမှာမဟုတ်ဘူးဆိုတာကိုတော့အားလုံးလည်းသိထားစေချင်တာပါလက်ရှိအီဂျစ်သားကြီးရဲ့အသက်က33နှစ်ရှိဆိုပေမဲ့သူရဲ့စွမ်းဆောင်ရတဲ့ရည်သွေးတွေကတော့လူငယ်နဲ့ပြိုင်ဒန်းတူရှင်းပြနိုင်သေးတဲ့ရွယ်လို့ဆိုရမှာပါလူတယောက်မှအဓိကစိတ်ပဲလို့ဆိုရမှာဖြစ်ပြီးသူသားတကယ်ကစားရင်မန်ယူမပြောနဲ့လီဗ်ယူနိုက်တက်ကိုတော့ပရီးမီးယားလိချန်ပီယံဖြစ်အောင်စွမ်းဆောင်မိနိုင်တဲ့ရေးချင်းမျိုးတွေပိုင်ဆိုင်ထားတော့မဲ့လို့ပဲဆိုရမှာပါလက်ရှိဒီပြဖြစ်သူနဲ့ကစားမကြကအဆင်ပြေမှုတွေဘူးတယ်လေးတွေရှိနေလို့သာဆာလာတယောက်10လူပါနှစ်ပြီးတော့ဒေချာလေးမကစားတာမျိုးဖြစ်နိုင်တယ်လို့အဲ့လိုချင်းတွေရိတ်စားမိလို့ဒီပြဖြစ်သူကဆာလာကိုလူစင်းကနေဖယ်ချင်ထားခဲ့တာဖြစ်ပါတယ်ခုဆိုရင်ချင်းတွေကပို့ပြီးတော့တင်းမာလာနေဖြစ်တဲ့အတွက်လီဗာပူးကနေဆာလာထွက်ဖို့လှုံ့ဆော်နေလို့မန်ယူကလည်းဆာလာကိုစိတ်ဝင်စားနေဆိုတဲ့သတင်းတွေထွက်လာပါတယ်မန်ယူကဆာလာကိုလည်းစိတ်ဝင်စားနေလို့လူချိုင်းရာမို့စ်ကိုလည်းခေါ်ယူသွားပြင်ဆင်တယ်လို့လည်းသိရပါတယ်ဇာဒီရာမို့စ်ကဘယ်လိုကစားမှမျိုးဖြစ်တယ်ဆိုတာအားလုံးလိုက်ပြီးတော့ပြောနေစားလို့မဲတော့မထင်တော့ပါဘူးရီယယ်မက်ဒရစ်မှာတောက်ပါတဲ့လက်ကျိုင်းတယောက်ဖြစ်ပြီးတော့သူ့လိုကြောက်ဆောင်ရင်တခုကိုမန်ယူတို့စိတ်ဝင်စားလာကြတဲ့တိတ်တော့မထူးဆန်းဘူးလို့ဆိုရမှာပါတကယ်လို့မန်ယူတင်းကအခုသတင်းတွေထွက်ပေါ်နေတဲ့အတိုင်းမိုဟာမက်ဆာလာကိုဆာဂျိုရာမို့စ်ပါရောက်ရှိလာခဲ့မယ်ဆိုရင်မန်ယူတင်းနဲ့ခုနှစ်ဘောလုံးရာသီမှာတင်တဲ့ရလက်ပိုင်းတွေကတဟုန်တို့ကောင်းမွန်လာခဲ့ပြီးတော့ပရီးမီးယားလိချန်ပီယံဆုတော်မှချိန်ချောက်လာပွဲရှိနေကြတာဖြစ်ပါတယ်